ယနေ့ခေတ်တန်ခါများတယ်လီဖုန်းသုံးခြင်းစတီးသပိတ်သုံးခြင်းစတဲ့အပြုအမူများဝီနီးနဲ့ညီညွတ်မှုရှိပါလားရှင်ဗျာ သုံးယုံနဲ့ကတော့သူကအပြစ်လို့ပြောလို့မရဘူးသူသုံးတဲ့ဟာတွေကဝီနီးစီကံဘက်ကိုချင်းတရားဘက်ကိုဖောက်ပြတဲ့နေရာမှာသုံးတာလား မှန်ပါဗျာ ဟုတ်တယ်မလားတယောက်နဲ့တယောက်လှမ်းဆက်သွယ်ပြီးตาเจ้าနာเจ้าပြောတာတို့ဟိုတယ်လီဖုန်းနဲ့ဆက်ပြီးတရားဟောတာတို့မဖြစ်နိုင်ဘူးလား ဖြစ်နိုင်ပါတယ်ဗျာ ကောင်းတာပြောတာရောမဖြစ်နိုင်ဘူး ဖြစ်နိုင်ပါတယ် ကောင်းတဲ့ဘက်သုံးလို့ရှိရင်တော့ဟိုအပြစ်လို့ပြောလို့မရဘူး မှန်ပါဗျာ မကောင်းတဲ့ဘက်အဲ့တော့ तू သုံးတဲ့သုံးပုံသုံးနည်းကိုပဲချိပြီးတော့ဟိုသုံးတဲ့မသုံးတဲ့ကိုတတ်မှတ်ရမှာဖြစ်တယ်ပေါ့ မှန် နော် ပါဗျာ မြတ်စွာဘုရားခွင့်ပြုခဲ့တဲ့တပိတ်ကတော့တန်တပိတ်နဲ့မြေတပိတ်ပဲ မှန်ပါဗျာ အဲ့ဒီတန်တပိတ်နဲ့မြေတပိတ်ကိုခွင့်ပြုခဲ့တာဖြစ်တော့ကြောင့်တန်နဲ့လှုပ်တယ်ဆိုတဲ့အခြေခံစတိဟာတန်ကဖြစ်တယ်လို့ဆိုရင်တော့ဒါကတော့ဟိုသုံးလို့ရတယ်လို့ပြောနိုင်တယ်ပေါ့ တင်ပါ တန်ကိုအခြေခံထားတာဆိုရင်သုံးလို့ရတယ်အခုခေတ်လုံနေတဲ့ယွန်းတပိတ်ဆိုတာတွေရှိတယ်အဲ့ဒါတော့မသုံးအောင် ကျွန်းသပိတ်ကမ နီး တော့ နဲ့လှုပ်ထားနေပါလေ တင်ပါ အဲ့ဒါမသုံးသင့်ဘူး တင်ပါဗျာ အဖုံးကိုပြောတာမဟုတ်ဘူးတပိတ်တစ်လုံးကိုပြောတာတပိတ်အလုံးဟာတန်နဲ့လှုပ်တာမဟုတ်ဘူးမြေကြီးနဲ့လှုပ်တာမဟုတ်ဘူးဆိုရင်မြတ်စွာဘုရားခွင့်ပြုတာကတန်နဲ့မြေကြီးနဲ့ဒီနှစ်ခုပဲခွင့်ပြုခဲ့တာဖြစ်လို့ဒီနှစ်ခုပဲသုံးသင့်တယ်သို့တော်စတိတပိတ်ကဝင်းဝင်းလဲလဲအယောင်ကြီးဖြစ်နေတယ်ဟိုမြေတပိတ်တို့ဘာတော့မီးဖုတ်ထားတာဆိုတော့သူကအယောင်မဲတယ်ပေါ့ မှန်ပါဗျာ ဟောစတိတပိတ်လည်းသုံးညင်ဝိနည်းစည်းကမ်းကိုလိုက်နာတဲ့တန်ခါအချို့ကြတော့ဘုန်းကြီးအချို့ကြတော့ဒီစတိကိုစီတုပ်ပြီးတော့မဲအောင်ဖုတ်ပြီးတော့သုံးရတယ် မှန်ပါဗျာ ဒီအယောင်ကြီးတော့မသုံးကြဘူးပေါ့နော် မှန်ပါဗျာ အဲ့တော့စတိဟာတန်ဆိုလို့ရှိရင်တော့အတ္တထဲမှာတော့အကျုံးဝင်ပါတယ် မှန်ပါဗျာ သို့တော့အယောင်တစ်ခုပဲစဉ်းစားရမှာပေါ့နော် မှန်ပါဗျာမှန်ပါ